စာချောနောက်ွယ်မှာစောက်ရှောက်နေရသူရှိတယ်ဟုတ်လား ဟုတ်တယ်မမခေါ် ဘယ်သူလဲဘယ်လိုပုံစံလဲ ဘလို့ပုံစံလဲဆိုတော့မိန်းကလေးတယောက်ပဲမမခေါ်ဒါပေမဲ့လူတော့မဖြစ်နိုင် ငါကလည်းလူချင်းပညာရှင်ရတာပြင်းလာပြီပွဲကြီးပွဲကောင်းတော့တွေးကြပြီပေါ့ကွာ ဒီဒီဇိုင်းကာလာမျိုးကမင်းဒီဇိုင်းကာလာနဲ့မလိုက်ငါလိုကာလာစုံနေတဲ့ဒီဇိုင်းကာလာနဲ့မှလိုက်တာညီမလေးကိုကြီးကိုမိတ်ဆက်ပေးမယ်ကိုကြီးနာမည်ကသူတို့တီတီသူတို့မှာအလင်ကကြော်တော့ရွှေမန်းပန်နေရမြို့တော်ဒစ်စကိုကျွတ်သူဆိုလည်းပြီးနေတော့ကွာဟဲ့ကိုကြီးပါလေအပေါ်ဆုံးကအချစ်အပြည့်ဝဆုံးကမေတ္တာပိုရှန်နေတာကနှလုံးသားပဲညီမလေးကကိုကြီးပေါ်ဘယ်လိုသဘောထားနောက်တော့မလို့ရွှေတော့မပြတ်သွား ဟုတ်ရှားကြောသေးွားထင်ပါစကားကြီးအများကြီးပြောလို့လေ ရှာကြောတည်တယ်ဆိုတာရှိလို့လားရွှေရဲ့ ရှိရဗောအဲ့လိုပောက်တက်ကရအကြာကြီးပြောလို့ရှိရင်ရှားကြောကအဲ့လိုသေတတ်တယ်ဩဟိုစိတ်မပူပါနဲ့အိမ်ရအောင်ကောင်းသွားမှာ